สวัสดีครับอาลงเมงกลาปะဒီနေ့ကျွန်တော်တို့လေ့လာသွားရမယ့်သင်ခန်းစာကတော့ကော်ဖီအကြောင်းနဲ့တငယ်ချင်းဟောင်းအကြောင်းကိုကျွန်တော်ကြည်လာပြီးတော့မျှဝေသွားမှာဖြစ်ပါတယ်။စာပိုက်အတူလေးတွေဖြစ်ပါတယ်သူကဥပမာတွက်ကြည့်အောင်ထိုင်းလူသူဘယ်လိုရေးထားလဲဆိုတော့กาแฟกับเพื่อนเก่ากาแฟဆိုတာကကော်ဖီกับဆိုတာနဲ့အတူเพื่อนเก่าရဲ့အဓိပ္ပာယ်ကတငယ်ချင်းဟောင်းကြည့်နော်ကျွန်တော်တို့ဖတ်သွားမယ်บ่ายวันหนึ่งบ่ายဆိုတာကမွန်းလွဲပိုင်းวันหนึ่งတနေ့မှာမွန်းလွဲပိုင်းတနေ့မှာในร้านกาแฟเล็กๆในร้านกาแฟcoffee ဆိုင်ရဲ့အထဲမှာเล็กๆတေးလေး coffee ဆိုင်တေးဆိုင်ရဲ့မှာဆိုရင်တဲ့ริมถนนจีလမ်းဘေးမှာ rim လို့ခေါ် rim ဆိုတာဘေးကိုပြောတာเนาะถนนဆိုတာကဒီကျွန်တော်ကတ္တရာလမ်းတွေကိုถนนလို့ခေါ်တယ်โอเคเนาะဟုတ်ပြီมีนาเดินเข้ามามีนาဆိုတဲ့ကောင်မလေးတယောက်ကเดินเข้ามาလမ်းလျှောက်ပြီးတော့ဝင်လာတယ်พร้อมกลิ่นหอมของเมล็ดกาแฟคั่วพร้อมဆိုတာကအတူတကွโอเคเนาะพร้อมဆိုတာက ready ဖြစ်တာဒီထဲမှာပါလာတာกลิ่นหอมของเมล็ดกาแฟคั่วกลิ่นหอมဆိုတာကယနက်အနက်မွေးတဲ့အနက်တစ်ခုเนาะของเมล็ดกาแฟคั่วရဲ့ဘက်ကเมล็ดกาแฟဆိုတာက coffee စေ့ရဲ့คั่วရဲ့ဘက်ကဒီထဲမှာသူကလော်ထားတာโอเคเนาะမိနာကဆိုင်ထဲကိုဝင်လာပြီးတော့ coffee အနက်မွေးတဲ့အနက်နဲ့အတူကိုဆိုင်ထဲကိုသူကဝင်လာတာသူဝင်လာတဲ့ coffee အနက်ကသူ့အနောက်ကိုလိုက်လာတယ်အဲ့လိုမျိုးပြောချင်တာโอเคเนาะเธอไม่คิดเลยว่าจะเจออาร์ตเธอဆိုတာသူမကိုပြောတယ်ไม่คิดเลยว่าအဲ့ဒီဘက်ကไม่คิดเลยလုံးဝမထင်ထားဘူးว่าจะเจออาร์ตဆိုတဲ့တယောက်ကိုတွေ့ဆုံလိမ့်မယ်လို့မထင်ခဲ့ဘူးโอเคเนาะဆက်သွားမယ်เพื่อนเก่าสมัยเรียนมหาวิทยาลัยเพื่อนเก่าခုနကကျွန်တော်ပုံမှန်ပြောတယ်เพื่อนเก่าရဲ့အဓိပ္ပာယ်ကတငယ်ချင်းဟောင်းสมัยเรียนมหาวิทยาลัยสมัยเรียนဆိုတာကสมัยဆိုတာကခေတ်တစ်ခေတ်ကိုပြောတာเรียนရဲ့အဓိပ္ပာယ်ကသင်ယူတယ်มหาวิทยาลัยရဲ့အဓိပ္ပာယ်ကတက္ကသိုလ်ကိုပြောပါတယ်ที่นั่งอยู่มุมห้องကြည့်ဘယ်လိုပုံစံလဲဆိုတော့ပြန်ညွှန်းပြတယ်นั่งอยู่ဆိုတာကထိုင်နေတယ်มุมห้องဆိုတာအခန်းရဲ့တောက်မှာထိုင်နေတဲ့တငယ်ချင်းဟောင်းတယောက်ကအဲ့ဒီမှာထိုင်နေတယ်ဘယ်မှာဘယ်လိုတငယ်ချင်းလဲဆိုတော့တက္ကသိုလ်တုန်းကတူတက်ခဲ့တဲ့တူပညာသင်ခဲ့တဲ့တငယ်ချင်းဟောင်းတယောက်มีนานานแล้วนะนานมากแล้วนะอาร์ตยิ้มกว้างมีนาဆိုတော့มีนาကนานมากแล้วนะมีนาကပြောလိုက်တယ်มีนานานมากแล้วนะဆိုတာကတော်ကြာနေပြီနော်นานมากแล้วนานဆိုတာကြာနေပြီมากအရင်ကြာနေပြီနော်ပြီးခဲ့ပြီอาร์ตยิ้มกว้างอาร์ตဆိုတဲ့ကောင်လေးတယောက်ကยิ้มရဲ့အဓိပ္ပာယ်ကပြုံးတယ်กว้างရဲ့အဓိပ္ပာယ်ကပါးစပ်ကအရင်အချစ်ချေကြီးပြုံးလိုက်တာเธอหัวเราะเบาๆตอบว่ามีนาဆိုတဲ့တယောက်ကเธอသူမကหัวเราะเบาๆဒီဘက်ကဖြည်းဖြည်းနဲ့သူကအတန်မကျင်နဲ့ကြီးလိုက်တာตอบว่าပြန်ပြီးတော့ဖြေတယ်
ใช่เลย10 ปีได้แล้วมั้งใช่เลยยี่ได้เปกะมันบาเร่10 ปีได้แล้วมั้งยี่ได้เปกะ10 နှစ်တောင်ရှိသွားပြီထင်တယ်ทั้งคู่สั่งกาแฟคนละแก้วနှစ်ယောက်လုံးကတဲ့ทั้งคู่สั่งกาแฟกาแฟကိုမှာတယ်คนละแก้วတစ်ခွက်တယောက်တစ်ခွက်မှာมีนาสั่งลาเต้ร้อนมีนาကสั่งมาစားတယ်ลาเต้ร้อนลาเต้အပူမှာပါတယ်ส่วนอาร์ตเลือกอเมริกาโน่เย็นอาร์ตဆိုရတဲ့ယောက်ကအပိုင်းမှာတော့တဲ့เลือกရွေးချယ်ပါတယ်อเมริกาโน่เย็นอเมริกาโน่အေးကိုမှာပါတယ်ระหว่างที่จิบกาแฟระหว่างဆိုတာကအတော်အတွင်း between เนาะအဲ့အချိန်จิบกาแฟက coffee ကိုကျွန်တော်တို့จิบလို့ပြောတယ်ดื่มလို့မသုံးဘူးเนาะจิบလို့ပြောတယ် coffee ကိုတောက်တဲ့အချိန်မှာတဲ့พวกเขาเล่าถึงชีวิตที่เปลี่ยนไปพวกเขาဆိုတာသူတို့နှစ်ယောက်เล่าถึงရတဲ့ဘက်ကပြောတယ်အကြောင်းတွေပြောတဲ့ခါကျရင်เล่าถึงเล่าလို့ပြောတယ်ชีวิตที่เปลี่ยนไปပြောင်းလဲသွားတဲ့ဘဝပြောကြတယ်งานဘာလဲဆိုတော့งานအလုပ်ครอบครัว family မိသားစုအကြောင်းและပြီးတော့ความฝันที่ยังคงอยู่และပြီးတော့ความฝันဆိုတာကအိမ်မက်ที่ยังคงอยู่သူတို့ရှိနေတုန်းပဲบทสนทนาสลับไปมาบทสนทนาဆိုတာက dialogue အပြန်အလှန်စကားပြောတာสลับไปมาတော့အပြန်ဖြစ်နေပါတယ်ระหว่างภาษาไทยและอังกฤษระหว่างဆိုတာကခုနပြောတဲ့ between အတော့ between ภาษาไทยစကားနဲ့และอังกฤษအင်္ဂလိပ်စကားနဲ့သူတို့ပြောနေကြတယ်เหมือนสมัยเรียนသူတို့ငယ်တုန်းကကျောင်းတက်တုန်းကပုံစံလိုမျိုးကျောင်းတက်တုန်းကပုံစံလိုမျိုးအင်္ဂလိပ်စကားပြောလိုက်ထိုင်းစကားပြောလိုက်နဲ့အပြန်အလှန်ပြောနေကြပါတယ်จำได้ไหมตอนเรานั่งอ่านหนังสือจำได้ไหมมัมมี่ล่ะมัมมี่ตีล่ะตอนเรานั่งอ่านหนังสือငါတို့တွေကนั่งอ่านหนังสือထိုင်ပြီးတော့စာဖတ်နေတယ်ที่คาเฟ่เล็กๆคาเฟ่เนาะคาเฟ่ဆိုတာကဟိုပေါ့အဲ့ဒီမှာအကုန်ရတယ်အဲ့คาเฟ่ဆိုတဲ့တိတိလေးคาเฟ่ဆိုတဲ့တိတိလေးဆိုင်မှာငါတို့ထိုင်ပြီးတော့စာဖတ်တာကိုမမိဒီလားတဲ့ဟိုတယောက်ကပြန်ပြောတယ်ကောင်မလေးက of course တေချာတော့ပေါ့ and we always order iced coffee and ပြီးတော့ we always ငါတို့အမြဲတမ်းလို့ပြော order မှာစားတယ်မှာတောက်တယ် iced coffee သူတို့ coffee အေးကိုအမြဲတမ်းလို့မှာတောက်ကြပါတယ်เสียงหัวเราะและกลิ่นกาแฟเสียงหัวเราะဆိုတာကရေတံและပြီးတော့กลิ่นกาแฟ coffee ရဲ့အနံ့ทำให้เวลาย้อนกลับไปเหมือนวันเก่าๆทำให้ลูกปีสิเดเวลาย้อนกลับไปအချိန်တွေကိုပြန်နောက်ဆုတ်သွားတယ်ဟိုเหมือนวันเก่าๆပြီးခဲ့တဲ့ရက်တွေရဲ့အချိန်တွေကိုပြန်ပြီးတော့ဆုတ်သွားသလိုဖြစ်နေပါတယ်ความอบอุ่นในแก้วกาแฟความอบอุ่นဆိုတာကဒီထက်မှာနှွေးထွေးမှုในแก้วกาแฟกาแฟရဲ့ခွက်ထဲမှာครั้งนี้ဒီတစ်ချိန်ကတော့ไม่ใช่แค่รสชาติဆိုတာကအရသာပဲမဟုတ်ไม่ใช่แต่အဲ့ဒါကတော့คือการได้พบเพื่อนတငယ်ချင်းနဲ့တွေ့ဆုံခြင်းที่เคยหายไปဘယ်လိုပုံစံလဲဆိုတော့ที่เคยหายไปပျောက်သွားတယ် loss ပေါ့နော်ပျောက်သွားတယ်หายไปဆိုတာကပျောက်จากชีวิตเพื่อนที่เคยหายไปจากชีวิตဆိုတာတငယ်ချင်းဘဝကနေပျောက်သွားတာတဲ့တငယ်ချင်းတယောက်ကเมื่อกาแฟหมดแก้วแล้วกาแฟက
ကုန်သွားတဲ့ခွက်ထက်ကကုန်သွားတဲ့အခါမှာทั้งคู่ต่างรู้ว่าทั้งคู่ဆိုတာနှစ်ယောက်စလုံးคู่ဆိုတာကအစုံနော်နှစ်ယောက်စလုံးต่างรู้ว่าသိနေကြတယ်บางครั้งตะคาเตียม sometime การนัดพบချိန်ပြီးတော့တွေ့ရတာတဲ့ที่เรียบง่ายလုံးဝเรียบง่ายတဲ့ဘေကအရင်ကြီး luxury မဟုတ်အရင်ကြီးเรียบง่ายတဲ့ဘေကလွယ်လေးကိုပြောတာเรียบง่ายဆိုတာလွယ်လေးပဲအရင်ကြီးဗာလဲစိုင်ကြီးလောက်စရာမလိုဘူးဒီdecoration တွေဗာလဲစိုင်တွေကြီးတွေပတ်စံကုန်အောင်မဟာတော့မဟုတ် rap ง่ายဆိုတာကပုံမှန်ကိုပြောတာ simple ကိုပြောတာในร้านเล็กในร้านกาแฟเล็กๆ coffee ဆိုင်တီးရဲ့တီးတော့မှာနော်ချင်းတွေ့ရတဲ့ဟာတဲ့ก็สามารถဆိုတာကဒီထက်မှာကနိုင်ดีလို့ပြောတာเชื่อมอดีตกับปัจจุบันเชื่อมရတဲ့ဘက်ကဆက်တာสามารถเชื่อมဆိုတာကဆက်နိုင်တာอดีตกับปัจจุบันอดีตဆိုတာအတိတ်ปัจจุบันဆိုတာကပစ္စုပန်နဲ့အတိတ်ကိုလာပြီးတော့ဆက်နိုင်ပါတယ်တဲ့เข้าด้วยกันဆိုတာကလာပြီးတော့ဆက်ကြလာပြီးတော့အဆင်ပြေကြတယ်โอเคနော်อย่างงดงามไม่ได้ပဲကလာပစွာနဲ့โอเคနော်ဟုတ်ပြီကျွန်တော်တို့ vocabulary ကိုကြည့်အောင် green ဆိုတာကဒီထဲမှာအနံ့ကိုပြောပါတယ်โอเคနော်အနံ့ဟုတ်ပြီပြီးတော့ဖွင့်ကောက်ကတငယ်ချင်းဟောင်းโอเคနော်ဟုတ်ပြီสมัยဆိုတာကခေတ်ကိုပြောတာมหาวิทยาลัยကတက္ကသိုလ်มุมห้องအခန်းတောက်จิบกาแฟ coffee တောက်တီความฝันဆိုတာကအိမ်မက် dream ကိုပြောတာနော်အင်္ဂလိပ် English ကိုပြောတာနော် Englishเสียงหัวเราะရဲ့အဓိပ္ပာယ်ကရေတံโอเคနော်ရည်တဲ့အတန်ကိုပြောတာနော်ဟုတ်ပြီย้อนกลับไปနောက်ပြန်အတိတ်ကိုပြန်တွေးတယ်အတိတ်ကိုပြန်ပြီးနောက်ဆုတ်တယ်အတိတ်ကိုပြန်ပြောတာကိုย้อนกลับပြောပိုင်လို့ပြောတယ်နောက်ကိုပြန်ဆုတ်နောက်ကိုပြန်တွားအဲ့လိုပြောတာรสชาติကိုကျွန်တော်တို့အရသာလို့ပြောနော်การนัดพบချိန်တွေ့ခြင်းဒီမှာการนัดพบဆိုတာโอเคနော်ဟုတ်ပြီเชื่อมခုနကကျွန်တော်ပြောတာချိတ်ဆက်ပြီးอดีตဆိုတာကအတိတ်ကိုပြောတာနော်ပါဠိစကားတွေปัจจุบันဆိုတာကပစ္စုပန်โอเคနော်ဟုတ်ပြီနောက်ဆုံးလုံးကတော့อย่างงดงามลาปะစွာဖြစ်ပြောမဆိုយ៉ាងဆိုတာက adverb နဲ့တော့တာโอเคနော်ဟုတ်ပြီဒီနေ့ကျွန်တော်တို့က coffee အကြောင်းကိုကျွန်တော်လေ့လာသွားတယ်ဆိုတော့ vocabulary တွေအများကြီးလဲကျွန်တော်တို့တွေ့ခဲ့ရတယ်ကျွန်တော်အဆင်ပြေမလို့ကျွန်တော်မျှော်လင့်ပါတယ်ဒါမဲ့ပတ်ကြလို့ရှိရင်ကျွန်တော်နောက်ထပ်စာပိုက်ထဲမှာသတင်းစာထဲမှာပဲဖြစ်ပါလာတဲ့အကြောင်းတွေကိုကျွန်တော်ပြန်ပြီးတော့မျှဝေသွားမှာဖြစ်ပါတယ်ဒီနေ့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်สวัสดีครับขอบคุณครับบ๊ายบาย